ဘေးကြီးရဲ့ညနေခင်းကိုနေ့နဲ့တူတူရှောက်လဲဖို့အတွက်အဆင်သင့်ဖြစ်ပြီလားရှင်ဒါဆိုရင်တော့အတူတူသွားလေကြအောင်နော် Nisty ရဲ့ Jam Journey မှာကြိုဆိုပါရရှင်အသက်အရွယ်ငယ်တုန်းခီးတွေသွားနိုင်တော့ချိန်ကောင်းတော့မှခီးသွားကြဖို့အားလုံးကိုတိုက်တွန်းလိုက်ပါရနော်အမတ်တရကောင်းနေစုဆောင်းဖို့မမေ့ကြပါနဲ့နော် along the way ရေခဲတွေကလည်းပတ်တင်လောင်းပြ ဘေးကြီးရဲ့ညနေခင်းမှာရှင်အမေကအသီးစားခြင်းနဲ့ဆိုတော့အသီးဆိုင်လေးသွားပြီးတော့ဝယ်ပါမယ်စတော်ဘယ်ရီစားမလားမမုန်ဒီတွေပါစားတယ်မမုန်ဒီတွေလည်းမရှိနင်တို့အုပ်စုတရုတ်ပြည်လာတာတရုတ်စကားတက်တဲ့သူတယောက်မှလည်းမပါပါဘူးတရုတ်စကားလည်းနားမလဲပါဘူးဒီလိုပဲအဆင်ပြေလို့ပြောပြီးတော့ဝယ်ပါတယ်ခုလည်းအဆင်ပြေလို့ပြောပြီးတော့ဝယ်ပါအောင်မယ်ရှင်အဲ့တော့နင်ပြောချင်တာလေးတရုတ်စကားမတက်ဘူးဆိုတိုင်းလည်းတရုတ်ပြည်လွယ်လို့မရတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အခက်အခဲလေးတော့ရှိတယ်စကားတက်တဲ့သူတက်ဆိုင်တော့အခက်အခဲရှိတာပေါ့နော်ဒါပေမဲ့လည်းသွားလို့လည်းလို့ရပါတယ်လို့ Please wait how much 54တဲ့49ဒါယူမ This one how much ဒါတစ်ခုကို14တဲ့ဒီတစ်လုံးကို14ရွမ်နဲ့ဓမ္မငွေနဲ့ဆို8400လောက်တော့ကြာပါဘောเนาะအဲ့ဒါနှလုံးယူခဲ့ပါတယ်ခုတော့နင်တို့ပြန်ပါမယ်ပြန်မယ်ဆိုတော့တန်းနင်တို့ညနေစာစားဖို့သွားမှာပါညနေစာဟိုတယ်နားမှာပဲစားမယ်ဆိုတော့ဟိုတယ်ကိုပြန်ပါမယ်ရှင်သွားရင်လည်းဗာတွေ့လဲဆို 7-Eleven တွေ့ပါတယ်သူတို့ရှိပါမှာလဲ 7-Eleven ရှိပါတယ်ညတော့ရင်လည်းဒီဆိုင်လေးတွေ့လို့ဒါလေးစားမယ်ဆိုပြီးတော့ဒါလေးလည်းဝင်ခဲ့ပါတယ်အဲ့လိုပဲစကားမတက်တော့လဲလက်ညိုးလေးထိုးလိုက်ဒါလေးထိုးလိုက်ဟိုဟာလေးထိုးလိုက်တဲ့လက်ညိုးလေးထိုးထိုးပြီးဝယ်နေရတော့ခုထိတော့အဆင်ပြေနေပါတယ်ဒီမှာကသူက LP နဲ့သုံးရင်လည်းရတယ်ဒီဆိုင်တွေမှာနှင်းတို့သွားခဲ့တဲ့ဆိုင်တော်တော်များများတော့ LP မရလဲ cash နဲ့လက်ခံပါတယ်။ညလေဟိုဒီဘက်မှာ VPN နဲ့ခံပြီးတော့ဗမာပြည်အတွက် Viber တို့ Messenger တို့တွေသုံးနေတော့ LP သုံးတဲ့ခါကျရင်အဲ့ဒီဟာပိတ်ဖို့ကိုမေ့နေရအဲ့တော့ LP သုံးတဲ့ခါတိုင်းအဆင်မပြေပါဘူးခုလဲငွေသားနဲ့ပဲဝယ်ခဲ့ရပါတယ်။မလေးလက်အိမ်မှာပါတော့ဖဲနေရပဲ။ခရိုနီတို့ဒီ shopping center ရဲ့ပေါ်တက်မှာထမင်းစားပါမယ်ညစာစားပါမယ်အပြင်မှာအေးတလောက် shopping center တွေဝင်လာရင်တော့နွေးနွေးလေးဆိုတော့နေလို့ကောင်းပါတယ်ဒါကြောင့်မို့လို့ရရင်ရတယ်လို့ shopping center တွေထဲမှာဝင်ပြီးပဲလမ်းလျှောက်ပါတော့တယ်ဒီရက်ပိုင်းတွေတော့ဒင်နာစားမှာ3လွှာမှာဆိုတော့3လွှာထိတက်ပါမယ်ဒီဆိုင်လေးကနေလို့ဟိုနေ့ကလဲစားလို့အဆင်ပြေတယ်ဒါကြောင့်နောက်တစ်ချိန်ထပ်လာစားတာပါဒီကိုရောက်တော့လေနင်တို့ဘာတက်လာလဲဆိုတော့တရုတ်ပြည်မှာတပတ်ကြော်လောက်နေပြီးဆိုတော့ဘာတက်လာလဲဆိုတော့လျို့တို့မီဖန်တို့တက်လာပြီရှင်ဒီဆိုင်ရဲ့အစားအစာလေးတွေကစားလို့ကောင်းတယ်စားတော့အဆင်ပြေတယ်ပဲကင်လည်းမဆိုးပါဘူးဒင်နာစားဖို့ဟိုလန်ဒီလန်ကျေးနဲ့ဘာစားမှမသိပါဘူးဟိုရက်ကလည်းဒီမှာစားပြီးပြီဆိုတော့မတူတာလေးလည်းစားခြင်းတော့တော်တော်လေးရှာလိုက်ရပါတယ်ဒါကတော့နင်တို့ရဲ့စားတော့ဆိုင်ရှိမှာပြထားတယ်သူရဲ့ဟင်းချိုထဲမှာပါတဲ့မှုလေးတွေနော်ကိုတွေ့တဲ့ဒီမှုဆိုတာအားစားကောင်းတယ်ဆိုင်ရှိမှာ display ပြထားလေးတွေ့လို့သဘောကျလို့ရယူလာတာပါကဲစားပြီးပြီဆိုတော့နင်တို့ဟိုနားဒီနားလမ်းလျှောက်ပါမယ်ဒါပေမဲ့မေတို့ကမလျှောက်တော့ဘူးလေဟိုတယ်ပဲစောစောပြန်မယ်ဆိုတော့နင်းနဲ့မောင်လေးငယ်ဆုံးနဲ့နှစ်ယောက်ပဲဟိုနားဒီနားလျှောက်ပါမယ်မဒီထဲလာစားမှာသိလားနော်ဒီထဲလာစားပူပူလေးတွေအများကြီးပဲဟိုနေ့ဒီမလျှောက်နိုင်တာနင်တို့ကဟိုတယ်နဲ့နီးရနေရဆိုပေမဲ့အရန်အေးလုံးလို့အပြင်ကိုလမ်းလျှောက်တဲ့ချိန်ကိုတိတ်မရှိသလောက်ပဲဒါကြောင့်မို့ဒီဘက်တွေကိုဆိုရင်မရောက်ဖြစ်ဘူးဒီနေ့မှရောက်ဖြစ်တယ်ဒီဝမ်ဖူဂျီလန်ကိုဒီနေရာလေးတက်ပုံရိုက်ချင်လို့ဆိုပြီးရိုက်မယ်ဆိုတော့လေတွေတအားတိုးတာနဲ့အစာဦးကွယ်တဲ့ဝင်ပြီးတော့တက်ပုံရိုက်ခဲ့ရပါတယ်မှတ်တမ်းတင်ဗီဒီယိုလေးလည်းရိုက်ခဲ့ပါသေးတယ်ခုဆိုရင်လေးနှင်းတော့အေးလို့လမ်းမပေါ်မရှောင်နိုင်ဘူးအဲ့တော့အစာဦးတွေလည်းဝင်ပြီးတော့ shopping center ရဲ့အစာဦးတွေလည်းဝင်တစ်ခုတည်းကိုတွေ့တစ်ခုတည်းဝင်ပြီးတော့အဲ့ခရကနေတစင်လမ်းလျှောက်ပါတယ်အထဲမှာဆိုရင် shopping center အထဲမှာဆိုရင်နွးလေးဆိုတော့လမ်းလျှောက်လို့ကောင်းတယ်အပြင်ဘက်တွေကတအားအေးလို့နေလို့ထိုင်လို့မရဘူးအဲ့တော့ဝဲ shopping center ထဲဝင်ပြီးတော့လမ်းလျှောက်ပြင်ပြန်ထွက်နောက်ထပ် shopping center တစ်ခုတွေ့နောက်ထပ်တစ်ခေါက်ပြန်ဝင်လမ်းလျှောက်ပြန်ထွက်အဲ့လိုပဲလမ်းလျှောက်ခဲ့ရပါတယ်တအားအေးပါတယ်ဒါကြောင့်ဒီနေ့ထက်ဆိုင် weather ကြည့်လိုက်တော့
တိတ်မအေးသေးလို့ပြောရသေးတယ်မနက်ဖြန်မှာဆိုရင် minus မနက်ပိုင်းတောင် minus 6ထိဆင်းမယ်လို့တွေ့ရဒီနေ့ဒါတော့မှနှင်းတို့တစ်ခုရသေးချင်းက minus 3เนาะ minus 3ကတော့တော်တော်အေးနေမနက်ဖြန် minus 6တော့ဘယ်လိုနေမလဲမသိဘူးရှင်မော်ရဲရှောက်ပတ်ကြီးနဲ့ဒီနေရာလေးတော့တွေ့ရဲဒါမှမဟုတ်နင်းတို့လည်းဟိုတယ်အမြန်ပြန်ချင်နေပြီ shopping ပတ်ဖို့စိတ်မဝင်စားလောက်အောင်ကိုအေးနေတယ်အဲ့တော့ဟိုတယ်ပြန်ပြီးပဲကိုေးအေးရတဲ့ဝင်ပြီးကိုေးချင်ပါတော့တယ်အဲ့တော့ဟိုတယ်ပဲပြန်มาတော့မယ် shopping လည်းမပတ်တော့ပါဘူးရှင်တရုတ်ပြည်ရဲ့ shopping mall တွေမှာဆိုခုလိုမျိုးတကား2ဆင်တွေ့ရရဲ့เนาะအရင်ကတော့တကား2ဆင်ဘာကြောင့်ထားမှန်းနားမလည်ခဲ့ဘူး တကားနှစ်ထပ်ချထားတဲ့အကြောင်းကိုသိသွားပြီတထပ်တဲ့ထားလေဝင်လို့အထက်လူအေးမှာ ခုတော့တရုတ်ပြည်ရဲ့ shopping mall တွေတကား2ဆင်ထားရတဲ့အကြောင်းရင်ကျွန်မနားလည်သွားပြီရှင်ဘေကျင်းရဲ့ဝမ်ဖူဂျီလန်ကတော့ထုံးစံတိုင်းအမြဲတမ်းစီကားလျက်ပါပဲရှင်ဒီမှာဆိုလို့ရှိရင်ဖူပန်ဘာကမနော် food delivery ပို့တဲ့သူတွေကတော်တော်လေးအလုပ်ဖြစ်တယ်နင်တို့ဟိုတယ်မှာဆိုလဲ food delivery ပို့တဲ့သူတွေအများကြီးကိုတွေ့တယ်အပြင်ထွက်မစားကြဘူး delivery နဲ့မှာစားတာများတယ်နင်တို့ကသာလမ်းလျှောက်ရင်းနဲ့ဟိုကြည့်တီကြည့်ချင်းလို့ပြင်ထွက်ပေးစားတာအေးလားမအေးလားဆိုအိမ်ကအငယ်ကောင်ကြည့်လိုက်အောင်လက်တောင်အပြင်မထုံးနိုင်ဘူးခုလဲနင်တို့ဟိုတယ်ပြန်ရင်းနဲ့နောက်ထပ် shopping center တစ်ခုတော့ဝင်ပြီးတော့ပြန်ပါမယ်။ဒါဆိုအပြင်မှာလမ်းလျှောက်လို့အေးပါတယ်။ဒါတော့ Huawei ရဲ့ showroom မှာ Huawei ဖုန်းတွေလည်းတွေ့ရသလို Huawei showroom ဘေးကရမှာလည်း Huawei ကားတွေ show ပြထားတာတွေ့ပါတယ်။နင်းဗီဒီယိုတစ်ခုထဲမှာလည်း Huawei ရဲ့နင်းကြိုက်ဆုံးကားလေးကိုဗီဒီယိုတစ်ပုတ်လုပ်ပြီးတင်ပေးထားတာမို့လို့ကားကြိုက်တဲ့သူတွေဆိုရင်တော့အဲ့ကားလေးကိုကြည့်ပြအောင်သွားကြည့်နော်။သူရဲ့ဆန်ဆာလုပ်ပုံတွေအရန်ကိုမိုက်ပါတယ်။ ပြောမှာ ဝင်ကြည့်လိုက်ပါမပတ်တော့မီနီကားရှာပေးလိုက်အောင်ဒီဘက်ကကားတွေပဲရှိရကားဟောင်းတွေမရှိဘူးနော်ကန်ကားလေးတွေ69ဘတ်69ရွမ်မီနီကားမရှိပါ။ဘာလို့ကျင်တဲ့ကားလေးတွေကဝယ်ပေးလိုက်အောင် တော့မီနီမြမာစီတီဝယ်ပေးတာမာစီတီတဲ့ကြိုက်တယ် ။ဒါတော့လက်ရမလေးကဆေးရအောင် ဟောဒီကားလာလားမလားမာစီတီမတွေ့ဘူးနော်မာစီတီတွေ့နော်မာစီတီ ။နော်ပြေးပါ့ညာ ဒီကားလေးရောဂျေးစ်ဘွန်ကားလား ။ဟုတ်ပါဘူး။ခိုင်ရဟောရှင်း ဟိုမှာတော့ဟိုလိုကားကြီးရ ။ဒါကြီး ကားကြီးရဒီဘက်ကကားဒီဘက်ကခက်ကကားလေးတော့ ဒါကူရတော့မှာဒါ ဟိုတိုတာကမ်ရီလားမသိဘာလဲမိုက် မတိုတာပဲဒါ virus နဲ့တူတယ်အော်ဒီမခရောင်းရှိရဲ့ မိုက်ရှိ crown 99 bring you crown ဒီမှာရောဟိုရှိရညူပါ ဟောဟုတ်တယ်ဖေးမင်းမင်းဒီကိစ္စ လိုချင်တာမတွေ့တော့လဲပြန်ထွက်ပါပြီရေမွေးတက်စတာကြီးလားဟုတ်ပါဆန်ဒယ်ဝီ
12ခုပေါ့12ခု နတ်သားလား နှမ်းကြည့်ပေါ့ကိုကကိုကြိုက်ဒါလေးကရုပ်ကလေးဘာနဲ့လောက်ထားတာသူအကြောင်းမဟုတ်ဘူးတော့ကြောက်စိမ့်မဟုတ်那个是玉髓的，ဒါလည်းကြောက်စိမ့်မဟုတ်ကြောက်စိမ့်မဟုတ်ကွဲရင်ရောမှာနော်လေလေဒါပလွန် ကြောက်သိမ်းမို့လို့ဒါကြောင့်ဗာတိုက်ကြည့် ဒါပလွန်ဒါတော့မသိဘူးပါမဒါလည်းကြောက်စိမ့်မဟုတ် shopping center ရဲ့ပထမဆုံးအဆင့်တကားပါဒီတကားပြီးရင်လို့အကျယ်ကြီးကျယ်ပါသေးတယ်ပြီးရင်နောက်ထပ်တကားတစ်ဆင့်ထပ်သွားရပါမယ်ဒါမှသာသူတို့ကအပူအေးကိုထိမ့်ပြီးနိုင် ပြင်ရရမလေးပိုးစိုးပတ်သက်အေးပါတော့မယ်အမလေးလေးလိုက်မပါဘူးလား ကဲရှေ့တစ်ခွေဆိုရင်တော့နင်းတို့ဟိုတယ်ရောက်ပါပြီဒါကတော့ချက်ကြောင်းမှာချက်ကြောင်းပြီးကြရကတော့နင်းတို့တဲတဲ့ Sunwall Dynasty Hotel ပါရှင်ဒီ hotel က1 Fuji Land ရဲ့ဘေးကရက်တင်ရှိတာပါ hotel location ကတော့အရန်ကိုမိုက်ပါတယ်ညဘက်ကိုအေးစစ်စစ်လမ်းလျှောက်ချင်တဲ့ hotel ဆိုရင် hotel နဲ့လည်းနီးနီးနား1 Fuji Land ကရက်ဆိုတော့အရန်ကိုမိုက်တဲ့ hotel ပါဒီ hotel တော့နှင်း recommend ပေးပါတယ်နှင်းတို့တော့ဒီ hotel မှာ9ညအိတ်6ရက်နေခဲ့တာပါသူ့ရဲ့ဒီ1 Fuji Land ရဲ့လမ်းထိပ်မှာရင်ခုလိုမျိုး police car တွေရှိတယ်သူတို့လုံခြုံရေးပြေဝဆောင်ကြည့်တယ်အဲ့ထဲမှာလည်း CCTV နဲ့ဒီ land ရဲ့လုံခြုံရေးကိုတောက်လျှောက်ပြေဝယူပေးနေတာတွေ့ရပါတယ်။ဒီလိုခြုံချင်းကနေဘေကျင်းကို January 9 ရက်နေ့မှာရောက်ခဲ့တာပါခုကတော့ January လ10 ရက်နေ့ပါရှင်။ဒါဒီတို့ရန်အေးတယ်နင်တို့ hotel ရဲ့အောက်ထပ်မှာခုလိုမျိုး store ဆိုင်လေးတွေအများကြီးရှိတယ်။အဲစတိုးဆိုင်လေးတွေကလည်းပစ္စည်းလေးတွေဝယ်လို့ကောင်းတယ်ဒီစတိုးဆိုင်လေးတွေမှာပစ္စည်းလေးတွေဝယ်လို့ကောင်းလို့ပဲဘေးကရက်မှာsnack လေးတွေရောင်းတဲ့ဆိုင်လေးတွေလည်းရှိတယ်ဟိုတယ်အောက်ဖက်တော်တော်များများဒီလိုဆိုင်ငန်းလေးတွေနဲ့ပဲဆိုတော့လိုချင်တာရှိရင်လည်းဟိုတယ်ကနေစင့်ဝင်လာရုံပဲလေတော့ဟောပြောရင်းဆိုရင်လည်းလေတိုက်လာပါပြီလေတအားချမ်းပါတယ်မလေးတွန်းနေတော့လေရ ဒီစင်ကခုံတော်ဝင်တာ အိုး လေကကျန်းတဲ့ကျန်းလာလို့နင်တို့အကာအကွယ်တွေစီအမြန်ပြေးရပါတယ် မလေးလူပါတွန်းလာတော့ ခုတော့ဟိုတယ်ဝင်ပေါက်ရောက်ပါပြီတော့နင်တို့ဟိုတယ်ထဲဝင်ပါတော့မယ်ဒီဟိုတယ်ကနင်တို့မတဲခင်ရက်ပိုင်းလိုလောက်ကမှအခန်း renovation တွေပြီးသွားတာအဲ့တော့အခန်းတွေကုန်တော့ကလည်းအသစ်လိုမျိုးလေးဖြစ်နေတော့အဆင်ပြေရဲ့နေ့ကလည်းဒီလိုဟိုတယ်တွေတဲမယ်ဆိုလို့ရှိရင်အသစ်ဖြစ်ရင်ဖြစ်မဖြစ်ရင် renovation လုပ်ထားတဲ့ဟိုတယ်ကိုပဲတဲလေးရှိတာအဲ့တော့ဒါလေးကအခုမှ renovation လုပ်ထားတာဆိုတော့နင်ဒါလေးကိုတဲပြစ်ပါတယ်ဒါပေမဲ့သူကအခန်းတွေတော့ပြီးသွားပြီ lobby တို့ dining area တို့ကတော့ renovation လုပ်တော့မို့လို့မဖွင့်ရသေးပါဘူး ဆောရလို့ဒီလားအမတို့ဒီရက်တွေမှသာရောက်ရင်ဟမ် weather focus ရတော့မနှက်ဖြန်အေးပူပါမယ်အေးပူပါမယ်ရှင် အမေခေါင်လိုက်ခဲ့အောင်ပုံတော့စားဟဲ့လေးကတ်ထောက် တရုတ်ပြည်လာလျှို့တခုတော့တက်ပါတယ်ဆို6လွာရောက်နေပါတယ်ခုတော့အမေခန်းမှာလူစုပါမယ်လူစုပြီးတော့ညနေရဝယ်လာတဲ့အသီးလေးတွေသွားစားပါမယ်
နေ့ကလေဟိုတယ်တဲရင်ဟိုတယ်အသစ်ဖြစ်ရင်ဖြစ်မဖြစ်ရင် renovation ပြန်လုပ်ထားတဲ့ဟိုတယ်မျိုးကိုပဲရွေးပါတယ်အဲ့လိုမျိုးတဲရတာကိုကြိုက်တယ်နည်းနည်းဟိုတယ်ဟောင်းရင်စိတ်ထဲမှာတိတ်မတန့်တယ်လို့ခံစားလို့နင်းလိုတူရဲသူများရှိလားနော် ဟယ်လိုမလေးပုံနေရဘယ်သူပုံနေရလဲ ဒီကောင်ဆိုလည်းဘယ်ဘုံမှမသိပြလေ မစားမဟေး တရုတ်ပြည်ရဲ့လေမော်တီးကဗမာပြည်ကကျွဲကောတီလိုမျိုးပဲအမွှာကြီးလည်းကြီးကြီးပဲဒါပေမဲ့သူကစားလို့တအားရတာရှိပါတယ်စားလို့လည်းပြီးပြီဆိုတော့အခန်းပြန်လာပါတော့မယ်ရှင်ကဲနေ့အခန်းတော့ရောက်ပါပြီကဲစားလို့လည်းပြီးပြီဆိုတော့ဒီညအနားယူလိုက်ပါအောင်မယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်